မင်္ဂလာပါရှင်9ရက်5လ2025မှာ17ရက်5လ2025တပတ်တာကြာသာပတိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်ကြာသာပတိသားသမီးချင်းမိတ်ဆွေအလုပ်မှာမိမိအနေနဲ့တကယ်လှုပ်ဆောင်တဲ့အခါမှာအခက်အခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမဲ့တပတ်တာလို့မြင်နေပါတယ်တန်မိုးကြီးသောပစ္စည်းများဝင်လာမစေရောက်ရှိလာမှာပဲတွေ့ရပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေအောင်မြင်စေမိမိအနေနဲ့အိမ်ဝဲချင်တာလားအိမ်ရောင်းချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလေကိုပြောတဲ့အတိုင်းပဲနှုတ်ကနေအောင်ဝင်စင်းရွှေပြီးတော့မှထိထိရောက်ရောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်စီယူသားချင်းစီရတဲ့ကောင်းတွေကြားတပါတယ်အကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာလို့မြင်ပါတယ်ရဲအနေရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာသောအိမ်တော်ကြီးလို့မြင်နေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ view site ပါအထိုင်အထမကောင်းတာလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အဓိကတော့ခါကြောညက်တာနောက်ပြီးတော့တင်မဆုံကြောညက်တာလေးတွေကိုသတိထားပေးပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပူပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါတယ်။တို့ပေမဲ့ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီတိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွင့်လန်းစီပဲတပတ်တာရွှင်လန်းစီပဲတပတ်တာမမျှော်လင့်သောငွေအစုလိုက်ပုံလိုက်ရဖို့လည်းတွေ့နေရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပိုင်စီယာလေးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုပါလေးပဲလုံးလို့ကိုလုပ်တဲ့ကိစ္စရဲ့တိုင်းမှာအဖက်ဖက်ကနေကိုကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့တော့ရှိတယ်။တို့ပင်ပဲကိုကလှုပ်လိုက်တော့မေးဆိုတာနဲ့အဖြက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖြက်မျိုးပဲရှိနေပါစေဘလို့အခက်ခဲမျိုးပဲရှိနေပါစေလှုပ်ရှားရှိတဲ့ကိစ္စကိုဒီဇိုင်းမပတ်ကလေးလှုပ်ဆောင်သွားမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်စေမဲ့တစ်ပတ်တာပါ။ဒီတော့ဂျာတာဘီသားသမီးချစ်ပြီးဆွေတွေကံထောက်ပံ့ပြည်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။ဇာတာပိသားသမီးချစ်ပြီးဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝိနဲ့တောင်းတော်၎င်းထီးပြူအသေးလေးတွေငါးလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်